ပုပ်ပားတောင်ဆိုတာမြန်မာနိုင်ငံရဲ့နှလုံးသားထဲမှာထူးခြားတဲ့နေရာတစ်ခုယူထားတဲ့မြင်းငိမ့်တောင်ကြီးပါမန္တလေးနဲ့မလန်းမကန်းမှာတည်ရှိပြီး၆တွေ့တဲ့ရာသီဥတုကြားကစိမ့်လန်းဆိုပြီးနေတဲ့ OA စစ်လေးတစ်ခုလိုပါပဲပုပ်ပားဟာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကတည်းကငြိမ်သက်သွားခဲ့တဲ့မီးတောင်တစ်လုံးပါဒါပေမဲ့သူ့ရဲ့ထဲဝါတဲ့ပုံစံကမီးတောင်အငွေ့သက်တွေကိုဖော်ညွှန်းနေသေးပါပဲတောင်ကြီးကနေတောင်ထိပ်ထိတက်ရတဲ့လေကားထစ်989ထစ်ဟာစိန်ခုံမှုတရက်လိုပါပဲအပေါ်ရောက်တာနဲ့မြင်ရတဲ့ပတ်ဝန်းကျင်ရှုခင်းတွေကတော့တောင်ပေါ်တက်ရတဲ့ပြင်ပန်းမှုကိုလုံးဝမေ့ပြောက်သွားစေပါလိမ့်မယ်အေးမြတဲ့လေစိမ့်လန်းတဲ့တစ်ပင်တွေတိမ်တွေနဲ့ကောင်းကင်ကြီးရဲ့ပေါင်းစပ်မှုဟာတင့်ကိုစိတ်အေးချမ်းသာယာမှုပေးပါလိမ့်မယ်ပုပ်ပားတောင်ကိုမြန်မာလူမျိုးတွေကရိုးရိုးတောင်တစ်ခုအဖြစ်မမြင်ပါဘူးဒါဟာ38မင်းနက်များစုဝေးနေထိုင်ရာမြင့်မြတ်တဲ့နေရာတစ်ခုပါအထူးသဖြင့်မဟာဂီရီနတ်ဟာဒီတောင်ကိုစောက်ရှောက်တယ်လို့ယုံကြည်ကြပါတယ်နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့နတ်ပွဲတော်တွေဟာမြမရိုးရယဉ်ကျေးမှုနဲ့ယုံကြည်မှုတွေကိုထင်ဟပ်နေပြီးစီကားလာတဲ့ပွဲတော်တစ်ခုပါပုပ်ပားတောင်တဝိုက်ဟာတာမန်တောင်တန်းတွေနဲ့မတူပဲရှားပါတဲ့တစ်ပင်ပန်းတွေနဲ့တိရစ္ဆာန်မျိုးစိတ်ပေါင်းစုံရဲ့နေထိုင်ရာနေရာဖြစ်ပါတယ်တောင်ပေါ်ကစိမ့်လန်းတဲ့တစ်တော်တွေဟာပတ်ဝန်းကျင်ရဲ့ခြောက်သွေ့မှုကိုဖြိုခွဲပြီးတဘာဝအလှတရားတွေကိုထင်ရှားစေပါတယ်ပုပ်ပားတောင်ဟာတဘာဝရဲ့အံ့ဖွယ်ဘာသာရေးယုံကြည်မှုနဲ့တမိုင်းကြောင်းတွေထုံးနှောင်နေတဲ့မြန်မာနိုင်ငံရဲ့ထူးခြားလာပတဲ့နေရာတစ်ခုပါပဲတစ်ခေါက်လောက်တော့တွားရောက်လက်ပတ်တဲ့နေရာတစ်ခုပါ